ဒီ paper လေးကိုကြည့်အောင်နော်ဒါဆိုခလေးတို့လည်းမြင်သာပြီးသားဖြစ်တယ်နော်ဒီ paper ခေါင်းစဉ်လေးကနေစပြီးတော့စဉ်းစားခေါင်းစဉ်လေးမှာ measurement based performance evaluation of MIMO special multiplexing in a multi-part rich indoor environment ခေါင်းစဉ်နော်ဒါတနည်းအားဖြင့်ပြောရင်ဒီမှာဂျပန်ကဆရာတွေပါတဲ့ IEEE က journal တစ်ခုပေါ့နော်ဆိုတော့ဒီ paper တစ်ခုပေါ့ conference paper ဆိုတော့ဒီမှာသူ့ကိုကြည့်လိုက်လို့ရှိရင်ဒီခေါင်းစဉ်ကိုပဲကြည့်စမ်းပါအောင်ဘယ်လောက်ဒါပြည့်စုံလဲဆိုရင်ခေါင်းစဉ်တစ်ခုပေးတယ်ဆိုတာ measurement based နော် measurement based ဆိုတာဘာကိုပြောတာလဲဆိုတော့တနည်းအားဖြင့် method ကိုပြောတာနော် measurement based ဆိုတာ method နော် performance evaluation ဆိုတာကဘာလုပ်မှလဲဆိုရင် research objective နော် research objective ဘာလုပ်မှလဲဆိုရင် research objective MIMO spatial multiplexing ဆိုတာ research area ဟုတ်ပြီ performance evaluation လုပ်မယ်ဘယ်ဟာကိုလုပ်မှလဲ MIMO spatial multiplexing ကိုလုပ်မှာ MIMO antenna ကိုလုပ်မယ်ဟာလား MIMO ရဲ့ speed ကိုလုပ်မယ် performance အမျိုးမျိုးလုပ်လို့ရတယ်နော်အဲ့ဒီထဲမှာမှ तू ကဒါ research area ကိုရွေးချယ်ခြင်းဖြစ်တယ် multi part rich indoor environment ဆိုတာ scope ဖြစ်တယ်ဟုတ်တယ် performance evaluation ကိုလုပ်မယ်ဘယ်နေရာမှာလုပ်မှာလဲ where ဘယ်နေရာမှာလုပ်မှာရိုးရိုးနေရာမှာလုပ်မှာလားရိုးရိုး indoor environment နေရာမှာလုပ်မှာလားမဟုတ်ဘူး तू က multi part rich environment နော်ဒီအထဲမှာ obstacle တွေအများကြီးရှိတဲ့နော်နံရံတွေအများကြီးပုံစံမျိုးမျိုးနဲ့ရှိတဲ့နော် reflection အမျိုးမျိုးရနိုင်တဲ့နေရာမျိုးမှာစမ်းမယ်ဆိုတာသူပေးထားတယ်နော်ပြီးရင်ဒီအပေါ်ပိုင်းလေးမှာရေးထားတဲ့စာကြောင်းလေးဟာ abstract နော်ဒါ abstract ဆိုတာတကယ်တော့ဒီ paper ကြီးတစ်စောင်လုံးရဲ့အနှစ်ချုပ်ဖြစ်တယ်ဒီမှာဆိုသူရေးထားတာဟောဒီအပိုင်းလေးဒီ background ဒီအပိုင်းလေးဒီ problem statement ဒီအပိုင်းလေးဒီသူ့ရဲ့ contribution ဒီအောက်မှာ line တားထားတဲ့အပိုင်းလေးဒီ method နော်ဒီမှာအပြာ line တားထားတာ evaluation နော်ဒီမှာ the result show that ဆိုတဲ့နောက်ကဟာဒီ finding သူ့ရဲ့တွေ့ရှိချက် however ဆိုပြီးတော့သူပေးတာသူ့ရဲ့ comment နော်အဲ့တော့စဉ်းစားကြည့်စမ်းဟောဒီမှာ abstract လေးတစ်စောင်ရေးဖို့တော့မှဟောဒီလိုအချက်လက်တွေနဲ့ပြည့်စုံအောင်ရေးရတယ်နော်ဒါအရေးသွေးရှိတဲ့ paper တစ်စောင်ပဲတွေ့လားခေါင်းစဉ်ပေးတဲ့အခါမှာဒီလိုအချက်လက်တွေနဲ့ပြည့်စုံအောင်ပေးရတယ်ဒါကြောင့်မလို့ research paper writing ဟာအရင်ရေးကြည့်ပါတယ်နော်ကိုရေးချင်တာတဲ့ရေးနေလို့ရှိရင်တော့ဒါအနှစ်သာရရှိတဲ့ paper တစ်စောင်ထွက်လာမှာမဟုတ်ဘူး thesis တစ်စောင်ထွက်လာမှာမဟုတ်ဘူးအဲ့တော့ရေးတဲ့အခါမှာဒီလိုမျိုးခွဲခွဲခြားခြားရေးတတ်ဖို့လိုပါတယ်နောက်က paper ကြီးကိုဘယ်လိုရေးသလဲလို့ပြောရင်တော့ဒီအချက်တွေကိုပဲဒီမှာပေးထားတဲ့ background problem statement contribution method evaluation finding comment အဲ့ဒါတွေကိုဆရာတို့ကဒီမှာ result တို့ဘာလို့ထည့်ပြီးတော့ချက်ရေးလိုက်တာလည်းဖြစ်ပါတယ်နော်ဒါနောက်ကဟာတွေကတော့ဒီလိုပဲချက်ရေးလိုက်တယ်နော်ဆိုတော့တနည်းအားဖြင့်ပြောရင် research paper တစ်စောင်ကိုဖတ်တဲ့အခါမှာနော်ဘယ်လိုဖတ်ရတယ်စောစောအချက်တွေပါအောင်ဖတ်ရတယ်ပြီးရင် research paper တစ်စောင်ကိုရေးတဲ့အခါမှာဘယ်လိုရေးရမလဲစောစောအချက်လက်တွေပါအောင်ရေးရတယ်ပေါ့နော်အဲ့တော့ဆရာဟောပြောခြင်းလဲတနာကြီးပြည့်ပါပြီနော်အဲ့တော့ကလေးတို့လည်းဒီလောက်ဆိုရင်တော့နားလည်လိမ့်မယ်လို့ထင်ပါတယ်